Hello ဖြူဖြူဒီနေ့မှာတော့အညာဟင်းဆက်လေးစားခြင်းစိတ်ပေါက်လာတာနဲ့ကြက်မွကျော်ပဲဟင်းဂျိုနဲ့မကြီးချင်းလေးတုပ်ပါမယ်ရှင်။ဒါကတော့စားနဲ့အရသာနဲ့ပြီးတော့နှက်ထားတဲ့ကြက်သားပါ။စနွေးမုံနဲ့ဂျင်းလေးထည့်ပြီးတော့ပြုတ်ပါမယ်ရှင်။ကြက်သားကကြတော့နူးရွယ်တဲ့အသားဖြစ်လို့ရေတွေအများကြီးထည့်ပြီးတော့ပြုတ်စရာမလိုပါဘူး။ကြက်သားတွေကလည်းရေထွက်အောင်မှဖြစ်တဲ့အတွက်ရေလေးနည်းနည်းနဲ့ပဲပြုတ်ပြီးရပါပြီ။ကဲ15မိနစ်လောက်ရေကန်းလေးပြုတ်ပြီးတဲ့အခါမှာဒီလိုနေထားလေးရသွားပါပြီ။ကြက်မွကျော်လုပ်ဖို့အတွက်ပြုတ်ထားတဲ့ကြက်သားတွေကိုလက်လေးနဲ့မှွာပေးပါမယ်။ငရုတ်စုံလေးနဲ့အသားလေးထုထောင်လို့လည်းရပါတယ်ရှင်။ဖြူဖြူကတော့ကြက်သွန်နဲ့ရောပြီးတော့ကြက်သားပတ်လေးတွေပျောက်သွားမှဆိုလို့နည်းနည်းကြီးကြီးလေးမှွာထားပေးပါတယ်။ကဲစီပူလာပြီဆိုလို့ရှိရင်ကြက်သွန်နီလေးကိုအရင်ဆုံးစီတက်ထားပေးပါ။ပြီးရင်ကြက်သွန်နီလေးပါရောပြီးတော့စီတက်ပေးပါမယ်။စနွေးမုံနဲ့ရောင်နေမုံလေးတစ်စုံစီလောက်ထည့်ပေးပါမယ်။ကဲကြက်သွန်လေးနွမ်းအောင်ခဏမှွေထားပေးပါမယ်ရှင်။ငရုတ်အကျဲမုံလေးထည့်လို့ရပါပြီ။ငရုတ်တီးကတော့ကိုစားနိုင်နေတာပုံမူတည်ပြီးချိန်စားထည့်လို့ရပါတယ်။ဖြူဖြူကတော့တစ်စုံထည့်လိုက်ပါတယ်ရှင်။နောက်ဆုံးမှာတော့အစင်သေးမှွာထားတဲ့ကြက်မွားလေးတွေထည့်လိုက်လို့ရပါပြီ။ဒဲနီကကြတော့အိုးကတ်တက်တာမို့လို့အဆက်မပြတ်လေးမှွေထားပေးဖို့လိုပါတယ်။ဒါပေမဲ့ကြေကုန်မှာဆိုလို့အားကြီးနဲ့တော့မမှွေရဘူးပေါ့နော်။အရသာအတွက်ကတော့ဖြူဖြူကစားတစ်စုံနဲ့အသီးရွက်မှုန့်တစ်စုံထည့်ပါတယ်။အဲ့နေရာမှာအချုံမုံစားတဲ့သူကအချုံမုံထည့်နိုင်ပြီးတော့ကြက်သားမုံစားတဲ့သူကကြက်သားမုံထည့်လို့ရပါတယ်ရှင်။ကဲနောက်ဆုံးမှာတော့ဆက်ဆက်မွမွေကြက်မွားကြော်လေးရပါပြီ။ကဲဖြူဖြူကတော့ကြက်မွားကြော်လေးကအနံ့နဲ့အရန်ကိုဆွဲဆောင်နေတဲ့အတွက်ကြောင့်တခါလေးစားဖို့ပကံနဲ့ထည့်လိုက်ပါပြီ။ဒီနေရာမှာကြက်သားအစားတခြားကိုသုံးကျင်တဲ့အမဲသားဝက်သားတို့လည်းဒီလိုမျိုးလေးမှွားပြီးတော့ကြော်စားကြည့်လို့ရပါတယ်နော်။ကြက်မွားကြော်နဲ့လိုက်ဖက်သွားအောင်လို့မို့ပဲဒီဟင်းဂျိုလေးချက်ပါမယ်။တမနက်လောက်ရေစိမ်ထားတဲ့ပဲဒီဆန်လေးတွေကိုရေစင်အောင်ဆေးပြီးတာနဲ့ကြက်သွန်နီဂျင်းကြက်သွန်ပြူငံပြားရည်စားအရသာမုံထည့်ပြီးတော့နည်းနည်းလောက်လုံးပြီးရနဲ့ရေလေးထည့်ပြီးတော့တည်ထားပြီးလို့ရပါပြီ။ပဲဒီဆန်လေးတွေပွက်ပြီးတော့နူးလာတာနဲ့ပဲဟင်းဂျိုလေးချက်ပါပြီ။မွေးသွားအောင်လို့ငရုတ်ကောင်းလေးနည်းနည်းအုပ်ပေးလိုက်ပါမယ်ရှင်။ကဲပို့ပြီးတော့အဆက်အဟက်လေးတည့်သွားအောင်လို့မကြီးချင်းလေးလည်းတုပ်ပါမယ်နော်။မကြီးချင်းတုပ်ဖို့အတွက်ကြက်သွန်ပြူစီချက်ချက်ပါမယ်။စီလေးပူလာတာနဲ့ကြက်သွန်ပြူထောင်းထားတာလေးကိုထည့်ပြီးတော့စီချက်လေးချက်လို့ရပါပြီ။ရေဆေးထားတဲ့မကြီးချင်းလေးရဲ့ကြက်သွန်နီနုံနုပ်ကလေးလှီးထားတာလေးတွေရဲ့ငပြားရည်လေးနည်းနည်းပေါက်ပါမယ်ပြီးတော့ရတာမုံလေးနည်းနည်းနဲ့စားလေးနည်းနည်းထည့်ပါမယ်ကြက်သွန်ပြူစီချက်လေးဆန်းပြီးရင်တုပ်လိုက်လို့ရပါပြီရှင်ကဲမှုေးသွားအောင်လို့ကြက်သွန်ပြူစီချက်ဖက်လေးတွေကိုအပေါ်ကနေပြီးတော့ဖြူပေးလိုက်ပါမယ်ဒီနေ့ကတော့ဖြူဖြူအကြိုက်အညာဟင်းဆက်အတွဲဆက်လေးတွေဖြစ်တဲ့ကြက်မွားကြော်ရဲ့မကြီးချင်းတုပ်ရဲ့ပဲဟင်းဂျိုလေးရဲ့နဲ့ထမင်းရန်စားလောက်ကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်ပါရဲ့ရှင်